မြန်တောင်းကအာကာသကြီးထဲမှာကြီးမားတဲ့ဖြစ်ရတကူဖြစ်ခဲ့တယ်။အဲ့ဒီဖြစ်ရတကူကကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာမြေကြီးကိုဖန်တီးပေးခဲ့တယ်။အဲ့ဒါကဘာဖြစ်ရလဲ။နာခပညာရှင်တွေကကမ္ဘာကြီးဖြစ်ပေါ်လာပေါင်းကိုအခုလိုခံမှန်းကြတယ်။ကောင်းကင်မှာမြင်နေရတဲ့ကျယ်တွေထဲမှာလောင်ရှမ်းကျယ်တွေရှိတယ်လို့နှလုံးစီတွဲနေကြတဲ့ကျယ်ဆောင်တွဲတွေလည်းရှိကြတယ်။အဲ့ဒီကျယ်ဆောင်တွဲတွေဟာတစ်စင်းကိုတစ်စင်းပါပြီးလဲနေကြတယ်။သူတို့ရဲ့အကွာဝေးဟာအမျိုးမျိုးရှိတယ်။တချို့ဟာတစ်စင်းနဲ့တစ်စင်းအလင်းရောင်နီးတနည်းရဲ့10ပုံတစ်ပုံလောက်ဝေးတယ်။တချို့ကြတော့အလင်းရောင်မီနီရဲ့အစိပ်ပိုင်းလောက်ပဲဝေးတယ်။အလင်းရောင်ဟာတစ်စက္ကန့်ကိုမိုင်ပေါင်း1,000 ရှိတောင်းရှော့ထောင်းအလော်ထိသွားနိုင်တယ်။အဲ့ဒီတော့အလင်းရောင်1 မိနစ်ဆိုရင်ဘယ်နှမိုင်တနာရီဆိုရင်ဘယ်နှမိုင်ရှိမယ်ဆိုတာတွေ့ယူနိုင်ပါတယ်။ကောင်းကင်မှာရှိကြတဲ့ကျဲတွေဟာတစ်စင်းနဲ့တစ်စင်းအင်မတန်ဝေးလုံးလို့သူတို့ရဲ့အကွာဝေးကိုနခပညာရှင်တွေဟာရိုးရိုးမိုင်နဲ့မပြကြတော့ဘူး။အလင်းရောင်မိုင်နဲ့ပြကြတယ်။နေကြီးဟာအစာတုံးကကျဲဆောင်တွဲတွေဖြစ်တယ်။သူနဲ့တွဲတဲ့ကျဲကြီးဟာသူနဲ့အလင်းရောင်နိုင်တနာရီလောက်ဝေးတယ်။အဲ့ဒီကျဲကြီးဟာနေတဲ့အကြီးတယ်။ပတ်နေကြတိုင်းနေကိုပတ်ပြီးလှဲနေတယ်။တနေ့ကျတော့အဲ့ဒီကျဲကြီးဟာအကြီးကျယ်ပေါက်ခွဲသွားတယ်။အဲ့ဒီလိုပေါက်ခွဲပြီးဆိုရင်ဒီပေါက်ခွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အလင်းရောင်ကြီးဟာကျဲပေါင်းတန်ပေါင်း1 တောင်းလောက်ကထွက်နေတဲ့အလင်းရောင်လောက်လင်းပြီးဒီအလင်းရောင်ကြီးကိုကောင်းကင်မှာရပေါင်းအတော်ကြကြမြင်နေရတယ်။ဒီလိုပေါက်ခွဲရကထွက်လာတဲ့အပိန်းစာခမ်းများဟာနေနဲ့အမတန်ဝေးတဲ့အကာသကြီးထဲမှာတနာရီကိုမိုင်ပေါင်းတန်ပေါင်းများစွာတွားနေတဲ့အင်မတန်ကြီးကျယ်တဲ့အရှိန်ကြီးနဲ့လွှမ်းဆန်ကုန်ကြတယ်။တန်ငွေစိုက်ပိုင်းချိုလောက်ပဲနေရဲ့အနီးနားမှာကြံကြီးတယ်။ဒီကြံကြီးတဲ့တန်ငွေတွေဟာပကံပြားဝိုင်းကြီးလို့အတော်ကြကြနေကိုလှည့်ပါနေကြတယ်။နိပရိစေရာအတော်ကြတဲ့အခါဒီတန်ငွေတွေဟာအပိုင်းပိုင်းပြောက်တဲ့ကုန်ကြတယ်။ဒီတန်ငွေအပိုင်းကြီးတွေကမှကဘာလုံးအရွယ်လောက်ရောက်အောင်မူလာကျိုးတွေဟာနေပေါင်းတန်ပေါင်း1,000လောက်ကြတယ်။အဲ့ဒီတော့တော့ဆဲအားအချိန်တိုးလာတဲ့အတွက်ကျိုကြီးတွေအရေးထိရောက်အောင်မူလာကျိုးတွေဟာနေပေါင်း1 တိုင်းလောက်ပဲကြာမြင့်တော့တယ်လို့ဆိုကြတယ်။သူတို့ရဲ့ဝက်ရိုးပေါ်မှာလဲနေကြတဲ့ဒီမူလာကျိုးတွေရဲ့အချိန်ဟာအင်မတန်ပြင်းလုံးတယ်။ဒါကြောင့်သူတို့ဟာကြာချေမခံဘူးမကြခင်ပေါက်ကွဲကုန်ကြတယ်။ဒီလိုပေါက်ကွဲတဲ့အခါအတောင်တီတွေဟာဂျူပီတာ၊စက်တန်၊ယူရေနပ်စ်နဲ့ပကျူးတို့လိုကျိုကြီးတွေဖြစ်လာကြတယ်။ကကြီးကြီးအစရတွေဟာမာကျူရီပီနတ်ကဘာဒိုနဲ့မတ်စ်လိုကျုံငယ်တွေဖြစ်လာကြတယ်။ကတေးတေးအစရတွေကြတော့ကျူတွေကိုပတ်ရှာလဲနေတဲ့လာလိုအယံကျူတွေဖြစ်လာကြတယ်လို့ခမ်းမှန်းကြတယ်။